အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ self esteem ရဲ့အပိုင်း3ပေါ့နော် episode 3ကိုရောက်လာပါပြီတစ်ဖက်ကိုအများကြီးလုပ်ဖို့ကြိုးစားပေမဲ့တစ်ဖက်မှာအလုပ်တစ်ဖက်နဲ့ကြောင်းပေါ့နော်ကျွန်တော်တစ်ဖက်ကိုတစ်ပုတ်လောက်ပဲလုပ်ဖြစ်ပါတယ်ဒီနေ့မှာအရင်အပတ်ထပ်ပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့ပုံစံလေးနဲ့လာတယ်ပေါ့နော်ဒီတစ်ပတ်ဖတ်ပြမယ်အပိုင်းကပို့ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဒါဘာအကြောင်းတွေဖြစ်မလဲဆိုတော့ဒီ self esteem နဲ့အတူဒီ relationship တွေပေါ့နော်အဲ့ဒီဟာမျိုးတွေကျွန်တော်တို့ဘယ်လိုအလုပ်လုပ်တဲ့ toxic relationship တွေဘာကြောင့်ဖြစ်ရတယ်ဆိုတာ ਨੇ ကျွန်တော်တို့ဒီတယောက်နဲ့တယောက်ရှိကြတယ်ဆိုပေမဲ့နောက်ဆုံးမှာဆက်ဆံရေးတွေအဆင်မပြေဖြစ်လာတယ်ဆိုတာဘာတွေကြောင့်ဆိုတဲ့ဟာလိုမျိုးပြောပြထားတဲ့ဟာလိုမျိုးပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်စပြီးဖတ်ပါမယ်စိတ်မိတ်ဆွေကိုယ့်ရဲ့အတွင်းထဲကစကားသံ inner voice ကိုတရားနားထောင်တတ်အောင်လေ့ကျင့်လာတဲ့အခါကိုမသိသေးတဲ့ကိုအကြောင်းကိုပိုသိလာရတယ်ကိုအတွေးတွေထဲမှာဘာတွေပြောနေတယ်လဲဆိုတာသိနိုင်လာတဲ့အတွက်အစိုးမြင်စိတ်ကလက်သီးပုံထိုးလို့မရတော့ဘူးအတွေးကိုညံနဲ့လည်းမြင်တတ်လာတယ်ကိုရှင်းပြတတ်လာတယ်အကျိုးအကြောင်းကိုက်အောင်အမှန်မြင်အောင်ကိုစိတ်ကိုတခြားလူတစ်ယောက်နဲ့ဆွေးနွေးသလိုဆွေးနွေးတတ်လာတယ်ပြောချင်တာတော့ဗောနော်ကိုပြန်မြင်ဘေးကအမြင်နဲ့ဗောနော်တခြား point of view ကနေပြန်မြင်ရတဲ့ဟာလိုမျိုးမှာအမှန်ကိုမြင်ရတဲ့ဟာလိုမျိုးရှိရဗောနော်ဆိုတော့ဒါမျိုးတွေဖြစ်လာတယ်လို့ပြောချင်တာကိုစိတ်ကိုသိရတဲ့အခါဘလောက်ပဲမသက်မသာဖြစ်ပါစေကိုရဲ့အကောင်အဆိုးအားလုံးတတ္တိရှိရင်ဆိုင်ရမှာဗောနော်ကိုရဲ့အကောင်ဆိုးတွေအားလုံးတတ္တိရှိရင်ဆိုင်ရဲလာမယ်လက်ခံရမှာပါတဲ့ကြည့်ရမှာမြင်ရမှာပါဗောနော်တချို့အတွေးတွေပယ်ရှားတင်တာဆိုလဲပြက်သားပယ်ရှားရမယ်ဗောအတွင်းထဲမှာကိုနောင်တရအောင်ပြောနေတဲ့စကားတွေအပြစ်တင်ဝေဖန်နေတဲ့စကားတွေဟာကိုရန်သူတယောက်လိုပဲရန်လုံနေတဲ့စကားတွေပြောနေတယ်ဒါတွေကိုလည်းကြားအောင်နားထောင်ရမယ်ဗောနော်တတိနဲ့ညာနဲ့အတွေးတွေကိုသိအောင်လုပ်မယ်ဆိုရင်အကျိုးများပါတယ်တဲ့တတိနဲ့ညာနဲ့ကြည့်ပေးသိပေးနေမယ်ဆိုရင်တတိအားကောင်းရင်ကောင်းသလောက်ညာအားကောင်းရင်ကောင်းသလောက်သူ့အတိုင်းအတာနဲ့သူတက်တာတင်သလောက်တက်တာလာလိမ့်မယ်ဗောနော်ဒါတော့သိကြပါဦးပဲဗောအတွေးတွေကိုတိုက်ရိုက်တဲ့ကြည့်နိုင်သိနိုင်တယ်ဆိုရင်ကိုယ်စိတ်ကကိုယ့်ရဲ့မိတ်ဆွေပေါ့ဖြစ်လာပါလိမ့်မယ်ရှင်းပါတယ်ဒါကတော့အများကြီးတွေးစရာမလိုဘူးပေါ့နော်ကိုတေချာပြန်မြင်နေရပြီတတ္တိရှိပြန်ကြည့်ရပြီဆိုရင်ဒီလူကလည်းကိုအကြောင်းနဲ့ကိုအတီဆုံးကိုအပွင့်လင်းဆုံးဖြစ်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုပြောချင်တာဒီလိုမျိုးလူနှစ်ယောက်ချစ်ကြရင်ဆိုတဲ့ဟာလိုမျိုးအချစ်နဲ့ပတ်သက်သမျှသင်ခန်းစာကြီးပါလို့ပညာရှိတယောက်ကပြောပြတယ်တဲ့ဒါအချစ်ကြောင်ကြီးတက်တော့မဟုတ်တော့ပါဘူးအချစ်ကိုပြုလုပ်ကြတဲ့လူပေါ်မှာလည်းမူတည်ပါလိမ့်မယ်ဒါတော့မှန်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ထပ်ပြပြတနည်းအားဖြင့်သူလဲသူစိတ်သူသိနိုင်မြင်နိုင်ကြည့်နိုင်တဲ့လူကိုလဲကိုစိတ်ကိုသိနိုင်မြင်နိုင်ကြည့်နိုင်တဲ့လူသူလဲသူ့ကိုသူတန်ဖိုးထားလေးစားတဲ့သူကိုလဲကိုတန်ဖိုးထားလေးစားတဲ့သူဒီလိုလူနှစ်ယောက်ချစ်ကြတယ်ဆိုလို့ရှိရင်ဒီလိုဆက်ဆံရေးဟာအစဉ်တန်းမြင့်တဲ့အချစ်ဆက်ဆံရေးဖြစ်မှာပေါ့နော်ညံပြင်းတဲ့ self esteem နဲ့ရှိကြတယ်ဆိုလို့ရှိရင်ဒီဆက်ဆံရေးဟာတိတ်ခါလည်းမရှိဘူးအကောင့်တရားလည်းမဖြစ်ပါဘူးဘာလာနံကိုမပေါင်းပါနဲ့အရက်ဒေတာကိုဆွန့်ပါဆိုပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တာရှိတယ်ဗောနော်မြတ်စွာဘုရားဟောကြားတဲ့အထက်မှာအာတေဝနာစဘာလာနံဆိုတာမျိုးရှိတယ်ဘာလာနံဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းအကျယ်လေးပြောမယ်ဗောနော်ဆိုလိုတာကဒုတ်တွေဓာတ်တွေဆွဲကင်ပြီးတော့ရန်ကားနေတဲ့လူဆဲဆိုနေတဲ့လူတွေကိုပြောချင်တာမဟုတ်ဘူးဗောနော်အဲ့လိုလူတွေမှမဟုတ်ဘူးကိုယ်ရှစ်ပါတယ်ဆိုတဲ့သူဟာလည်းသူ့ရဲ့ self esteem ဗောနော်သူ့ကိုယ်သူလေးစားတတ်မှုပျောက်နေတဲ့လူမျိုးဆိုရင်ဒါဟာလည်းဘာလာနံပဲဗောနော်ဒီလိုလူကကိုယ်ရှစ်တယ်ဆိုတော့ in the name of love ရဲ့အရှိရဲ့အမည်နာမတော်အောက်မှာအပျော်စွဲနေဆိုတော့ပူလို့တောင်ကြောက်ဖို့ကောင်းသေးရဲ့ပေါ့နော်အလွယ်တကူလည်းမသိနိုင်ကြဘူးကြာလာတော့ကို့မှာဘာတန်မိုးမှမရှိတော့ပါလားဆိုတာမျိုးသိလာရတယ်ပေါ့နော်တချို့အဖို့တော့သိတဲ့အချိန်ကတိတ်နောက်ကျသွားပြီပေါ့နော်ဒီလိုမျိုး self esteem ညံ့တဲ့လူတွေကိုဝေးရရှောင်နိုင်ခြင်းအပြင်ကိုဘဝအတွက်တိုးတက်ကြောင်ဖြစ်စီပါတယ်ဆိုလိုတာကလေတချို့ကကိုရှစ်တယ်ဆိုပြီးတော့နွန်နဲကိုနစ်စီတဲ့ဟာလိုမျိုးဖြစ်စီတယ်ဆိုလို့ရှိရင်လေဒါမကောင်းတဲ့အရာလို့ပဲပြောရမှာပဲပေါ့နော်တချို့လူတွေရဲ့ဘဝမှာတစ်သက်လုံးအဲ့လိုမျိုးဖြစ်သွားတဲ့ဟာလိုမျိုးအကျင့်ပါသွားတဲ့ဟာလိုမျိုးရှိတယ်ကိုရှစ်တယ်လို့ခံစားရတဲ့အောင်လုပ်ပြီးတော့ဘာမှတိုးတက်မလာစေတဲ့ဟာလိုမျိုးပေါ့နော်relationship တစ်ခုမှာပေါ့နော်ဒါမြင်လို့ရတဲ့ဥပမာနဲ့ပြောပြတာဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ partner ကဥပမာကိုယ်ဝနေမှာပေါ့နော်ကိုယ့်ရဲ့ partner ကိုယ်ကောင်းစေခြင်းလို့ဝါလေးလည်းချစ်ဖို့ကောင်းပါတယ်စားတောက်တွေလည်းမလျှော့နဲ့ဆိုတာမျိုးကတကယ်တော့ self love ဆိုတဲ့ဟာလိုမျိုးနဲ့ဆိုရင် different ဖြစ်တယ်ပေါ့နော်ဆန့်ကျင်ဘက်လားရကိုသွားနေတာမျိုးဖြစ်တယ်ကိုယ်ကောင်းစေခြင်းနဲ့ကိုပြောသလိုနေစေခြင်းနဲ့ဆိုပေမဲ့ဒါဟာကိုယ်မလေးမစားကိုမလေးမစားဖြစ်စေတဲ့စိတ်ကိုတစ်ဖက်ကနေတွန်းအားနေပေးနေတယ်လို့ပါပဲပေါ့နော်ဒါလက်ခံခြင်းသည်မခံခြင်းသည်ဖြစ်လက်ခံခြင်းသည်ဖြစ်စေမခံခြင်းသည်ဖြစ်စေကိုကမကောင်းတဲ့အကျင့်တွေကိုလုပ်နေတာကိုကိုယ့်ရဲ့ partner အားပေးနေတယ်ဆိုလို့ရှိရင်
ဒါကိုယ့်ကိုတဖြည်းဖြည်းနုံနဲ့နစ်စေတဲ့အကျင့်လိုမျိုးပါဒါကလည်းမြတ်စွာဘုရားဟောကြားတဲ့အာတေဝနာစပါဠနံဆိုတဲ့အထဲမှာပါတာပဲပေါ့နော်နောက်တစ်ခုကတော့ toxic relationship အောက်ကစားကတော့ဒီ toxic relationship တစ်ခုကိုသဘောပေါက်သွားတဲ့လူတစ်ယောက်ကပြောပြတာလေးပေါ့နော်အမကြီးတဲ့သမီးလေးတဲ့ကိုတန်မိုးကဘာဆိုတာကိုသူနဲ့တွဲတော့ကလုံးဝမေ့သွားရတာပါတဲ့ body shaming ကိုစားတယ်လို့နောက်တယ်လို့လုပ်တယ်ပြီးတော့သူ့ကိုပေါ့နော်တခြားလူတွေ့တဲ့မြလူတွေကပိန်နေပြောနေတဲ့အဲ့လိုမျိုးအချိန်ကသူကဝါလို့ဆိုပြီးတော့ဝိတ်လျှော့ခိုင်းတယ်မပိန်ဖြစ်သွားမှနော်ဆိုတာမျိုးတွေပြောတယ်ပေါ့နော်ဟိုကမလုပ်ရင်ဒီကမလုပ်ရင်မရှိဘူးတွေပြောတယ်အခုစဉ်းစားကြည့်မှတော်တော် manipulate လုပ်ခဲ့တာခံရတယ်ပေါ့နော်ဒါကတော့ different side နောက်တစ်ခုခုနလိုမျိုးကျွန်တော်ပြောတဲ့ဟာတွေပြင်ဒါကလည်းခုနလိုပဲကိုအပြစ်မြင်အောင်တက်လုပ်ပြီးပြောတဲ့ဟာတွေကလည်း self esteem ကျစီတဲ့ဟာလိုမျိုးတွေလည်းဖြစ်တယ်ပေါ့နော်ဒါကတော့နှစ်ဖက်စလုံးကနေကြည့်ရမယ့်အမြင်မျိုးတွေဖြစ်တယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်စာလေးကိုဆက်ဖတ်ပါသူဆွဲလန်းတဲ့သူတငယ်ချင်းကအုံနောက်ကြည့်ပြီးအယမ်းညံကောင်းတယ်သမီးကပြည့်စိတ်ကောင်းလို့ပဲဆိုတာတွေကိုစသလိုနောက်သလိုပြောတယ်သမီးအဲ့ဒီစိတ်တွေကြောင့်2နှစ်ကျော်မနာလို့စိတ်ငရဲတွေကိုရောက်သွားတယ် emotional abuse တော်တော်ခံခဲ့ရတယ်အဲ့ဒါကိုသူ့ကိုပြောပြတယ်ပေါ့နော်ဖြည့်ရှင်းခြင်းနဲ့စိတ်နဲ့ပေါ့သူကသူနဲ့ပေါ့နော်ခုနအစင်မပြေရင်ညှိယူမယ်ဆိုတဲ့စိတ်နဲ့ပြောပေမဲ့သမီးကိုပြန်အပြစ်တင်တယ်ပေါ့နော်ကိုယ့်ဘာသာကိုဒီစိတ်ကြီးဘာလို့မွေးယူလဲဆိုပြီးအာယုံနောက်တယ်ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးဘာညာလို့ပြောတယ်ပေါ့နော်နောက်တော့သူကိုယ်တိုင်ပဲသမီးကိုအစင်မပြေဘူးသူဆွဲလန်းတဲ့တငယ်ချင်းကိုတန်ရောစင်ပုံနေလို့ဆိုပြီးလမ်းခွဲသွားတယ်ပေါ့နော်သမီးကိုယ်တိုင်လည်းကြည်ကြည်နက်နက်လမ်းခွဲပေးလိုက်တယ်အခုပြန်လာပြီးသမီးကိုမရရင်ယူရမယ်လာပြောပြန်တယ်တဲ့ခုနပြောတဲ့ကောင်းမလေးဘက်ကပေါ့နော်ငါဘာလို့ဒီ2နှစ်ကိုမတီးခဲ့ရတာလဲတော်တော်တုံးအားတာပဲရင်းထဲမှာမကောင်းဘူးဒီ2နှစ်သူနဲ့တွဲခဲ့မိတဲ့ကိုအရန်ယွန်နေတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဘလို့ဒီစိတ်ကိုဖျောက်ရမလဲတော့မသိဘူးတစ်ချက်ထပေါ်လာတဲ့ဒီစိတ်ကသူ့ကိုအရှုံးသမားဖြစ်အောင်လိုက်လုပ်ပြီးတော့လှုပ်လိုက်ပြီးတော့အဲ့လိုမျိုးမွန်းကျက်လာတယ်ဆိုတဲ့ဟာလိုမျိုးပြောထားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ဒီခုနကျွန်တော်ပြောပြနေတဲ့ဇလန်းကိုခဏရက်ပြီးတော့ပေါ့နော်ဒီကိုနွန်နဲ့နစ်စီတဲ့အကြောင်းရင်းက different side မှာ2ခုရှိတယ်ဆိုတော့ကျွန်တော်နည်းနည်းသတိလေးထားလို့ရအောင်ပြန်ပြီးပြောပြချင်တယ်ပေါ့နော်တစ်ခုကဘာလဲဆိုတော့ကျွန်တော်အစောတုန်းကပြောခဲ့တယ်ကိုလိုအပ်တဲ့ကိုရဲ့ဒီဟိုပါပေါ့နော်ကိုရဲ့ lifestyle ကိုကောင်းစေတဲ့ဘက်ကိုမရောက်စေဘဲနဲ့နေစေတဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုလူမျိုးတွေကိုလည်းပေါင်းဖို့မသင့်တယ်လို့ဥပမာကျွန်တော်ပြောရလို့ရှိရင်တငယ်ချင်းတွေရှိမယ်ပေါ့ relationship မှာမဟုတ်ဘူးတငယ်ချင်းတွေရှိမယ်ပေါ့တငယ်ချင်းတွေဟာတော့ပျော်တတ်တဲ့ type မို့လို့ကျွန်တော်တို့ဥပမာညနေဆိုလို့ရှိရင်ကဲညနေတိုင်းငါတို့သွားတော့ကြမယ်ဆိုတော့ကောင်မျိုးတွေရှိမယ်ပေါ့နော်တကယ်ရင်သူတို့ကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะသူတို့ကသူတို့ type နဲ့သူတို့ lifestyle နဲ့သူတို့ရှိပေမဲ့တကယ်လို့သင်ကဒီဘဝမှာခု lifestyle မှာမပြောမွေးဘူးဒီတက်ပို့ပြီးစူးစမ်းရမယ်လူတယောက်ဆိုလို့ရှိရင်အဲ့လိုမျိုး lifestyle နဲ့တေချာပေါက်ဖြတ်တန်းလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုလူမျိုးနဲ့ပေါင်းသင်းနေမိတာဟာ तू ကတော့ဘဝကိုပျော်ရွှင်စွာနေလိုက်ကဲတငယ်ချင်းမင်းဘဝမှာပျော်ရွှင်စွာနေလိုက်ပျော်ရွှင်ရွံ့မဲ့နေလိုက်ဘဝကမနှက်ဖြန်ဆိုတာမသေးကြဘူးပါညာပြောပြီးမဲ့လို့ပေါ့နော်ဒါဒီလူကကိုယ်ကိုကောင်းစေချင်လို့ပြောတာပဲဖြစ်ပါဖြစ်အဲ့လိုလူမျိုးနဲ့အတူရှိနေမယ်ဆိုလို့ရှိရင်သင်ကအမြဲတမ်းဒီညနေတိုင်းဘီယာဆိုင်ထိုင်မှုအရက်သွားတောက်ဖို့အတွက်ရာခိုင်နှုန်းတော်တော်များများနှီးဆက်သွားပြီဖြစ်တယ်ပေါ့နော်ဒီလိုလူမျိုးမှာသင်ရဲ့စိတ်အပေါ်မူတည်ပြီးတော့ဒီလိုလူမျိုးနဲ့ပေါင်းမယ်ဆိုလို့ရှိရင်သင်ကအဲ့လိုလူမျိုးဖြစ်ဖို့အတွက်ရာခိုင်နှုန်းကအနည်းနဲ့အများပုံမှန်မရှိတာပိုပြီးနှီးကပ်သွားတယ်ပေါ့နော်ဒါဟာလဲခုနလိုပဲ self esteem ကိုလျော့ကျစေတဲ့တနည်းတစ်ပုံ different side ဖြစ်တယ်ပေါ့နော်အဲ့လိုပဲကိုယ့်ရဲ့ချစ်သူရည်စားမှာဆိုလို့ရှိရင်လဲဒီလိုမျိုးမဟုတ်ဘဲနဲ့ဥပမာကိုကလည်း overweight ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် overweight ဖြစ်နေတဲ့ဟာမျိုးမှာကိုယ့်ကိုကောင်းစေခြင်းလို့ဒီလိုမျိုးနေပါထိုင်ပါဆိုတာမျိုးပြောတဲ့လူနဲ့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုမျိုးလှုပ်ရှင်တာလှုပ်လိုက်နေရှင်တာနေလိုက်ဆိုတဲ့ဟာလိုမျိုးဟာသင်ကိုယ်တိုင်နေနဲ့ဆိုလို့ရှိရင်ဘယ်ဘက် site မှာရွေးမလဲပေါ့နော်ဒါကနည်းနည်းပြန်စဉ်းစားမယ်အပိုင်းတွေဖြစ်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ဒီခုနကကျွန်တော်ဖတ်ပြတဲ့ဇလန်ရဲ့ different site ပေါ့နော်ကိုယ့်ကိုအသုံးမကျတဲ့လူတယောက်လို့တစ်ချိန်လုံးခံစားနေအောင်ပြောနေတာကြီးရလဲမှန်တယ်မဟုတ်မှန်တဲ့ဘက်မှာတော့မရှိဘူးပေါ့နော်ဆိုတော့ဒီဟာဒီနှစ်ခုစလုံးက different site မှာရှိပေမဲ့လို့ကိုယ့်ရဲ့ self esteem ကိုရောကြစေတဲ့အပိုင်းမှာတိုက်ရိုက်တော်၎င်းဒါမှမဟုတ်ကွယ်ဝိုက်ရည်တော်၎င်းအဲ့လိုမျိုးရောက်စေတဲ့ဟာမျိုးဖြစ်စေရပေါ့နော်ဆိုတော့ဒီနှစ်ခုသလုံးကကျွန်တော်သတိထားမယ်ဆက်ဆံရေးမှာပါပါတယ်ဆက်ဆံရေးအပြင်မှာကိုယ့်ရဲ့စိတ်ကိုလည်းအမြဲတမ်းပြန်ဆန်းစစ်နေတဲ့ဟာမျိုးအမြဲတမ်းဖြစ်တင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ခုန relationship တွေနဲ့ပတ်သက်ပြီးတော့ friendship တွေဒီ environment တွေပတ်သက်ပြီးတော့ကိုယ့်ရဲ့ self esteem
ရောကြမှုအပိုင်းဒါမှမဟုတ်ကိုယ့်ရဲ့ self esteem တိုးတက်စေမှုအပိုင်းပေါ့နော်အပိုင်းတွေကိုပြောပြတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုပေါ့နော်အလုပ်နဲ့ self esteem ပေါ့ self esteem ဟာအလုပ်ထဲမှာအသိစားဆုံးပေါ်လွင်တာပါပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လုပ်ငန်းဝင်ဆိုတာလူတွေရဲ့အတွင်းအစ္စတာကိုမဖုံးနိုင်မဖိနိုင်အောင်ဖော်ထုတ်တဲ့နေရာလိုကြီးဖြစ်နေလို့ပါကိုလက်နဲ့ကိုတည်ဆိုတာလိုပဲ low self esteem ရှိတဲ့သူဟာကိုစိတ်နဲ့ကိုတော်တော်ဆင်းရဲရတယ်ပေါ့နော်မနာလိုတာဂုံးလျှောတာကြောက်တွန်းတာရှည်ထိုးတာအတင်းပြောတာစတာတွေအပြင်ပူးတက်တာတင်းခွဲတာလူယုံမွေးတာသူ့လူကိုလူခွဲခြားဆက်ဆံတာစတဲ့လုပ်ရက်တွေကိုလုပ်တတ်ကြတယ်ပေါ့နော်ဒါ self esteem နဲတယ်လို့ဒီလုပ်ရက်တွေကလုပ်ငန်းခွင်မှာတော်တော်များများပေါ်ကြတယ်ပေါ့နော်ဒီကလူတွေရဲ့လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးအများဆုံးကြုံတွေ့ရတဲ့လူတွေဆိုလို့ရှိရင်တတိထားကြည့်လိုက်သူတို့ရဲ့ self esteem အလုံးဝ low level ပြီးတော့ insecurity များတဲ့လူတွေမှာအများဆုံးဖြစ်ကြတာရှိတယ်ပေါ့နော်ဒါကဘယ် level မှမဟုတ်ဘူးပေါ့နော် maybe manager လည်းဖြစ်ကောင်းဖြစ်နိုင်တယ် HR လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ် manager HR တွေကောင်းပြီးတော့သူ့ရဲ့လက်အောက်ငယ်သားတွေမှာတချို့တလေတွေ့ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ် level မှမဆိုဒီ insecurity များတဲ့သူတော်တော်များများမှဖြစ်နိုင်တယ်ပေါ့နော်ဒါဘယ် level မဆိုဖြစ်နိုင်တဲ့အနေထားပါပဲတချို့ဆိုရင်တခြားလူလုပ်တဲ့အကောင်းတဲ့အလုပ်ကိုသူလုပ်တာပါဆိုပြီးမျက်နှာပြောင်တိုက်နာမည်ကောင်းဝင်ယူတာမျိုးလည်းလုပ်တတ်ပါသေးတယ်တချို့လဲကိုလက်အောက်ခံဝန်ထမ်းဖြစ်စီအသင်းဖွဲ့ရဖြစ်စီတင်ပြလာတဲ့အကြံပြုချက်ကိုအထက်လူကြီးစီရောက်အောင်တင်ပေးပို့ပေးတာမျိုးမလုပ်ဘဲနဲ့လမ်းကြောင်းကိုသွေဝိုက်တဲ့နီးနဲ့ပေါ့နော်လုပ်လို့မရဘူးပို့ပေးလို့မရဘူးဆိုတာမျိုးဟန်တားတာတွေကြောင်ထုတ်ထားတာတွေစသဖြင့်လုပ်တတ်ကြတယ်ပေါ့နော်ဒီလိုလုပ်ရက်တွေကမနာလိုစိတ်နဲ့ချွတ်ချုံကြနေတဲ့စိတ်ရဲ့တိတာတဲ့တရုပ်တကံတွေပါပဲပေါ့နော်မနာလိုစိတ်ဆိုတာကခုနကကျွန်တော်စာကိုခဏနာပြီးပြောမယ်ဆိုရင်တကယ်တော့ကိုယုံကြည်မှုမရှိတာတွေကနေစတာပေါ့နော်ကိုယုံကြည်မှုမရှိတာတွေ inner security ပေါ့နော်တိမ်ငယ်စိတ်တွေအဲ့ဒီကနေစတာပေါ့နော်ဆိုတော့ဒါတွေကိုနောက်ပိုင်းမှာကျွန်တော်ထပ်ပြီးပြောပြပါမယ်တရားရောက်ရဲ့အောင်မြင်မှုကြော်စောမှုဟာသူ့ကိုယ်သူငါအလကားလူပဲဆိုတဲ့စိတ်ကိုဒုံးနဲ့သွားထိုးသလိုပဲငါဘလောက်အသုံးမကျလဲဆိုတာကြီးပေါ်တင်ဖြစ်သွားစေတယ်ပေါ့နော်ခုနကကျွန်တော်ပြောခဲ့သလိုပါပဲသူ့ကိုယ်သူစိတ်မလုံခြုံမှုဟာတခြားသူရဲ့အောင်မြင်မှုတွေကသူ့ကိုလုံးနဲ့လာထိုးနေတယ်လို့ခံစားရတယ်ပေါ့နော်ဒါပြောရရင်နည်းနည်းတော့မကောင်းပေမဲ့လို့တကယ်လည်းအဲ့လိုမျိုးဖြစ်နေတာပါပဲပေါ့နော်သဘောထားကြီးတယ်ဆိုတာ self esteem မြင့်တဲ့လက္ခဏာပါတခြားသူတယောက်ရဲ့အောင်မြင်ကြော်စောမှုကိုမူရီတာဖြစ်နိုင်တဲ့စိတ်ဆိုတာမိမိကိုယ်ကိုတန်ဖိုးထားတဲ့စိတ်တနည်းအားဖြင့်မိမိကိုယ်ကိုတန်ဖိုးရှိတယ်လို့ခံစားနေရတဲ့သူတွေရဲ့လက္ခဏာပါပေါ့နော်ကိုယ်တိုင်တန်ဖိုးရှိတယ်လို့ခံစားနေရရင်တမားတွေကောင်းတဲ့ဟာလုပ်လို့ရှိရင်လည်းလိုက်ပြီးတော့ကြီးကျူးထောပနာလုပ်နိုင်ပါတယ်ပေါ့နော်ဒါကတော့ခုနလိုပဲကိုတန်ဖိုးရှိတယ်ကိုလုပ်တဲ့အလုပ်တွေကလည်းတနည်းအားဖြင့်ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ့ဟာကိုလက်ခံနိုင်တဲ့သူတွေကတခြားသူတွေကြီးကျယ်မြင့်မြတ်တာကိုလုပ်နိုင်ရင်လည်း appreciate လုပ်ကြတယ်ရုပ်ရှင်းစွာပြောရမယ်ဆိုလို့ရှိရင်ဂုဏ်ယူရတယ်ပေါ့ရုံးတရုံမှာလူလေးစားခံရလောက်တဲ့အဆင့်နဲ့တာဝန်ထမ်းဆောင်နေတဲ့လူတစ်ယောက်ကအသက်ရောက်လာတဲ့သူ့အထက်လူကြီးအမျိုးသမီးတစ်ယောက်ဖြစ်မှန်းသိလိုက်ရချိန်မှာအကြီးအကျယ်စိတ်ပြတ်သွားတယ်တဲ့သူဟာမနာလိုစိတ်နဲ့စိတ်နာတယ်လို့တော့ဖြစ်တယ်မိမတစ်ယောက်လက်အောက်မှာတာဝန်ထမ်းဆောင်ရမယ်သူ့ရဲ့ယောက်ျားဆိုတဲ့ဖို့တဘာဝဟာသေးသိရတယ်လို့လည်းခံစားရတယ်ပေါ့နော်ဒါကတော့ခုနလိုပဲ gender equality ဆိုတဲ့ဟာတွေနဲ့မရင်းနှီးတဲ့နည်းနည်းဘယ်လိုပြောမလဲရှေးဆန်တဲ့စိတ်ဓာတ်တွေပေါ့နော်အဲ့လိုမျိုးနည်းနည်းတိမ်ငယ်စိတ်ဖြစ်နေတဲ့ဟာလိုမျိုးတွေနဲ့နည်းနည်းသက်ဆိုင်တဲ့ဟာလိုမျိုးပေါ့ဒါနဲ့ပဲသူဟာရုံးမှာတုံတုံမုံမုံဖြစ်နေတယ်ပြီးတော့အထက်လူကြီးကိုပူပေါင်းဆောင်ရွက်တာမျိုးမလုပ်တော့ဘူးအလုပ်တွေပြီးရမယ့်ရက်တွေမှာပြီးအောင်လုပ်မထားဘူးခိုးတာကတ်တာအပါဝင်အထက်လူကြီးရဲ့လုပ်ငန်းစဉ်တွေထင်ခွန်းအောင်မအောင်မြင်အောင်ပညာမျိုးမျိုးပြတာတွေလုပ်တယ်တချို့နေရာတွေမှာ poor self esteem ရဲ့သင်္ကေတလက္ခဏာတွေဟာနာမည်တက်ဖို့ခက်ပါတယ်တခါတလေမာနဆိုတာတင်ငယ်စိတ်ကြီးတာဖြစ်နေတတ်တယ်တစ်ဖက်ကိုအရှုံးသမားဖြစ်စေချင်တာကိုယ်တိုင်ကအညံ့စိတ်ညားလွန်းနေလို့ဖြစ်တတ်ပါတယ်တဲ့ယောက်ျားရဲ့မဖြစ်မနေအသာစီးရလုံးမှုဟာမိန်းမအမျိုးအစားကိုကြောက်တာဒါမှမဟုတ်အစွမ်းစာရှိတာကိုကြောက်တာဒါမှမဟုတ်မိမိကိုယ်ကိုယုံကြည်စိတ်ချတရားရမှုကိုကြောက်တာဒါမှမဟုတ်ဘဝတစ်ခုလုံးကိုကြောက်တာဖြစ်နေတတ်တယ်ကျွန်တော်ဒါကိုရှင်းဆက်ဖက်ပြမယ်ပေါ့နော်ကိုယ့်ကိုတန်ဖိုးထားတဲ့စိတ်ရှိတယ်လို့ထင်နေတဲ့အထင် illusion of self esteem ဟာကိုပြောသမျှဘာမှပြန်မပြောရဲတဲ့သူတွေကြားမှာတနည်းအားဖြင့်ကိုယ့်ကိုပြန်လှန်မေးခွန်းမထုတ်ရဲတဲ့သူတွေကြားမှာတိတ်ကိုခံရနေတတ်တယ်တဲ့သူ့မှာကိုယ်ပိုင်ဩဇာရှိတယ်လို့ထင်နေတတ်တဲ့ဒီလိုလူဟာတစ်ချိန်ချိန်မှာသူ့ကိုဆန့်ကျင်တာလေတိတ်တိတ်လေးနဲ့ကြုံတာနဲ့အတွင်းထဲကဒီ inner ဒီလုံးဝပူရောဖြစ်နေတယ်ပေါ့နော်ဒီ self esteem က
အုံခနဲ့ပောက်ကွဲတော့တာပါပဲတဲ့ဒီလိုပောက်ကွဲပြီဆိုလို့ရှိရင်လည်းကိုယ်အကျိုးကိုပျက်စီးအောင်လုံးမိတဲ့အထိစက်တည်ရမဲ့တာတွေပြောမိဆိုမိလုံးမိပါတော့တယ်ဒါကတော့များသောအားဖြင့်ကျွန်တော်တို့ဒီ corporate culture မှာကြုံတွေ့ရတဲ့ဖြစ်စဉ်တွေပေါ့နော်ဒါကို extraordinary intelligence ရှိတဲ့သူလူတကာထက်ပါပါတယ်နှက်ပါတယ်လဲပါတယ်ထူးထူးခြားခြားဉာဏ်ကောင်းပါတယ်ဆိုတဲ့သူတွေမှာဖြစ်ပြီးဆိုရင်အထင်အကွမဲ့သိက္ခာမရှိအချက်တကွဲအကျိုးနဲ့ဖြစ်တာတွေတွေ့ရတတ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ brilliant people with low self esteem တော်တဲ့ထက်တဲ့သူသို့တော်လဲကိုတန်မိုးထားတဲ့စိတ်နှိမ့်ကြတဲ့သူဟာကိုအကျိုးကိုပျက်စီးစေမဲ့လုပ်ရက်တွေကိုလုံးမိပြီးဆိုရင်ဒီလိုဇောင်းထက်တဲ့ဉာဏ်ရည်ပင်အားကြောင့်ပဲလူတကာထက်ပိုပြီးစိုးစိုးဝါးဝါလုံးမိတာပါပဲပေါ့နော်။တတိထားရမယ့်အချက်ကအကြောက်တရားကတွန်းလှန်ခံရပြီဆိုလို့ရှိရင်လူဟာကိုကြောက်တာကိုဖြစ်အောင်လုပ်တယ်။ချုံချခံမှာကြောက်တဲ့စိတ်များနေရင်သူများစီကသဘောမကျမနစ်သက်တဲ့စိတ်တွေထွက်လာအောင်နှိုက်ထုံမိတယ်လို့ပြုမှုတတ်ပါတယ်။ဒေါသကိုကြောက်တဲ့စိတ်ရှိရင်သူများဒေါသထွက်စီမဲ့ဟာမှလုံမိတတ်ပါတယ်။ဒီအချက်ဟာကိုယ်စိတ်ကိုအင်မတန်မှတတိထားမယ်အချက်ဖြစ်ပါတယ်ပေါ့နော်။နောက်တစ်ခုကတငယ်ချင်းချင်းပြိုင်တတ်တာပါ။တငယ်ချင်းချင်းရှစ်နေခင်နေလျက်နဲ့ရှင်းမုန်းခံစရာရှိရင်ကိုလောက်ရှင်းမုန်းမခံစေချင်တာမျိုးဒီလိုစိတ်တွေကတိတ်ကိုစိတ်ဝင်စားစရာစောင့်ကြည့်ခြင်းစရာကောင်းတဲ့စိတ်ကလေးတွေဖြစ်ပါတယ်။ပြင်လဲရရင်ရှက်လဲရှက်ရဲလဲရဲခြင်းနဲ့တော်တော်လေးကတိကအောင်ဖြစ်စရာစိတ်ကလေးတွေဖြစ်ပါတယ်။မသိရင်မမြင်တော့တော်တော်လေးဒုက္ခပေးနိုင်တဲ့စိတ်ပါပဲ။ဒီအောက်မှာဖော်ပြထားတဲ့စာကိုတငယ်ချင်းကကိုထက်တာမှာစိုးနေတာတငယ်ချင်းအစ်စ်မြင့်တာကိုမုဒိတာမဖြစ်နိုင်တာကိုသူ့ဘာသာပြုပြင်ခြင်းနဲ့သူတယောက်ကပို့လာတာပါတဲ့ညီမတို့တငယ်ချင်းနှစ်ယောက်ကအလုပ်တစ်ခုမှအတူတူဝင်လုပ်ကြတာပါညီမရဲ့တငယ်ချင်းကအနေထိုင်တွက်လက်ပါတယ်ညီမကအနေအေးတဲ့အထက်မှာပါပါတယ်ပေါ့နော်တချို့လူကြီးပိုင်းကြာလို့ရှိရင်သူ့ရဲ့တွက်လက်မှုကိုကြိုက်တယ်တချို့ကြညီမလိုအနေအေးတာကိုကြိုက်တယ်သဘောကျတယ်တဲ့အလုပ်ထဲမှာတော့ညီမတို့နှစ်ယောက်ကိုတော်တယ်ဆိုပြီးသတ်မှတ်ထားတာခံရပါတယ်တချို့လုပ်ငန်းတွေဆိုရင်လူကြီးတွေကညီမကိုသဘောကျတော့လုပ်ပိုင်ခွင့်တွေပေးပါတယ်တငယ်ချင်းကြတော့ငွေကြေးပြဿနာမရှိဘူးတော့မခိုင်းပါဘူးတငယ်ချင်းကြတော့ငွေကြေးပြဿနာတွေဖြစ်ခဲ့ဘူးတော့မခိုင်းဘူးပေါ့နော်ရုံးဝိုင်းဆိုင်ရာအလုပ်တွေတော့တငယ်ချင်းကဝင်ဆန့်တော့အားကိုးကြတယ်ပေါ့နော်ရုံးဝိုင်းဆိုင်ရာပြောရဆိုရတဲ့အပိုင်းဆိုလို့ရှိရင်အားကိုးကြတယ်ပေါ့နော်ရုံးဝိုင်းဆိုင်ရာရုံးဝိုင်းကိုအခုကအလုပ်တစ်ခုကိုနှစ်ယောက်တူတူတွဲလို့ရမယ်လို့ကြားတယ်သူ့ရဲ့အချင်းကဆရာလုပ်တတ်တာပါညီမကအဲ့ဒါကိုမကြိုက်ဘူးအရင်ကအမြင်မကြည်တဲ့လူကြီးတွေစီကသူအရင်လိုမဟုတ်တော့ပဲအလုပ်ကြိုးစားတယ်တော်လာတယ်တို့ချီးကျူးတန်ကြားတော့ညီမစိတ်ကလက်မခံနိုင်တယ်လို့ပျော်မပေးနိုင်ဖြစ်နေတတ်တယ်ဆိုတာကိုယ်စိတ်ကိုသတိထားမိလာတယ်သူ့ကိုကိုယ့်ရက်ပိုအရေးပေးခံရမှာဦးစားပေးခံရမှာကိုညီမစိတ်ကကြောက်နေတာလားမသိဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်ပေါ့အခုလိုဖြစ်နေတဲ့သူ့ရဲ့စိတ်ကိုသူကိုယ်တိုင်မနစ်သက်ဘူးအဲ့လိုမဖြစ်အောင်မုဒိတာပွားတော့ဘယ်လိုနေထိုင်သင့်တယ်လဲပေါ့နော်အဲ့လိုမျိုးပြောမေးထားတယ်အရင်ကတနေရာစီမှာလှုပ်တာဆိုတော့ဘာမှမဖြစ်ပေမဲ့အခုတူတူလုံးရမှာဆိုတော့ရှင်ပြိုင်မှုတွေကြုံလာရင်ဘယ်လိုစိတ်ထားသင့်လဲတမ ्यां နဲ့ရှင်ကျင်တဲ့စိတ်မရှိအောင်လှုပ်ရှင်တယ်ကိုပဲအာယုံအပြည့်ဆိုင်ရှင်တယ်မလိုအပ်တဲ့မကောင်းတဲ့စိတ်တွေမဝင်ကျင်လို့ပါပုံမှန်ဆိုရင်စိတ်ထားကောင်းတဲ့ထဲမှာညီမကပါပေမဲ့အဲ့လိုစိတ်ရှိတာတွေတော့ပျောက်ရှင်ပါတယ်ဘလို့ကြင်ကြံနေထိုင်မှာကြင့်တဲ့နယ်ပေါ့နော်ဖြေချားစေလိုပါတယ်ဆိုပြီးမေးထားတဲ့ဟာတစ်ခုပေါ့ကြားထဲမှာကျွန်တော်တစ်ခုဖြတ်ပြောချင်တာအဲ့ဒီလိုစိတ်မျိုးကဘလို့မျိုးလဲဆိုတော့ရံကတွေးတတ်တယ်ပေါ့နော်ကိုယ်တိုင်ဒါမှမဟုတ်တရားသူတွေမှာတွေ့ရတဲ့စိတ်လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အများသောအားဖြင့်ဒီလိုစိတ်တွေကိုတရားသူတော့မသိဘူးကျွန်တော်ကိုယ်တိုင်တော့ ignorance လုံးနိုင်ပေမဲ့လို့တရားသူတွေရင်ဖွင့်လာတဲ့ဟာမျိုးမှဆိုလို့ရှိရင်ဘယ်လိုတုံ့ပြန်ရမလဲဆိုတာမသိဘူးပေါ့နော်ဆိုတော့ဒီကလူတွေလည်းအဲ့လိုဟာမျိုးကြုံဘူးလို့မှထင်တယ်တရားသူပြောပြတဲ့ဟာဒါမှမဟုတ်တရားသူကကိုယ်အဲ့လိုမျိုးတုံ့ပြန်တဲ့ဟာလိုမျိုးဆိုဘယ်လိုကင်တွယ်ရမလဲဆိုတာမျိုးစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆိုတော့ဒါလေးကိုဆက်ဖက်ကြည့်အောင်မနာလိုစိတ်ကလူတိုင်းလိုဖြစ်တတ်ပါတယ်သူမှာတော့သူ့ရဲ့ပင်ကိုယ်စရိုက်က introvert ဖြစ်နေတော့အပြောဆိုမရှက်ချဘူးမတွက်လက်ဘူးစကားနဲ့တဲ့ introvert quality ကသူ့ရဲ့ self esteem ကိုထိခိုက်စေတယ်လို့ဖြစ်နေတယ်တဲ့ဒါပေမဲ့အကယ်၍သာနည်းနည်းလေးဒီလိုလေးပြင်တွေးရမယ်ဆိုရင်အဆင်ပြေသွားနိုင်ပါတယ်ငါကအပြောဆိုချက်ချာမရှိဘူးသူကတွတ်တယ်ပါနတ်တယ်ဘသူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသိတယ်သူနဲ့အလုပ်တွဲလုပ်တုံးမှာငါသူ့စီကဆက်ဆံရေးပညာကိုအတူယူမယ်ငါကတိုးတက်အောင်လုပ်မယ်ငါမကြိုက်တဲ့သူ့ရှိုးရင်ချက်တွေကိုလည်းငါသိချာကြည့်ပြီးသင်ခန်းစာယူမယ်သူ့စီကကောင်းတဲ့ quality တွေငါစီမှာရအောင်လုပ်မယ်ဆိုတဲ့စိတ်ထားကြည့်နိုင်မယ်ဆိုရင်မနာလိုစိတ်နေရာမှာပညာယူလိုစိတ်နေရာရောက်လာမယ်ကိုယ့်ဘာသာအားငယ်တဲ့စိတ် low self esteem ဝင်လာတာကိုလည်းတတ်တာရစေဟုတ်တယ်ဗျတကယ်တမ်းကလည်းကျွန်တော်တို့က
အမြင်တွေပြောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကိစ္စတစ်ခုကိုခက်ခဲတဲ့နေရာနဲ့လွယ်ကူတဲ့နေရာကိုရောက်သွားစေတဲ့ဟာလိုမျိုးဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်ဒီ online ကဆရာတွေပြောတဲ့ဟာတွေအထူးသဖြင့်ဆရာတယောက်ပြောတာကြားဦးတယ်ပေါ့နော်ဒီဆရာပီကာရဲ့တန်းတွေမှာပြောတာကြားဦးတယ်ကျွန်တော်တို့ကရှုထောင်နေကြတယ်ပေါ့နော်ဒီဟာကိုရှုထောင်ပြောင်းပြီးမြင်လိုက်လို့ရှိရင်ခုနပြောသလိုပေါ့သူရှီကနေ तू ကအဲ့လိုမျိုးထက်တာကိုငါမလုံနိုင်ဘူးဆိုတာကိုထိုင်ပြီးပြဿနာလို့မြင်နေရတဲ့စားလို့ရှိရင် तू အဲ့လိုလုံနိုင်တာဘာကြောင့်လဲငါရောဘာလို့မလုံနိုင်တာလဲ तू လုံနိုင်တဲ့ဟာကိုငါအကျိုးမြတ်ဖြစ်ယူလိုက်မယ်ဆိုလို့ရှိရင်အမြင်တစ်မျိုးပြောင်းသွားတဲ့ဟာလိုမျိုးပေါ့နော်ဆိုတော့ခုနလိုမျိုးအမြင်ပြောင်းယူရတဲ့ဟာလိုမျိုးပြဿနာလေးရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးပြောင်းယူလိုက်နိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားနိုင်တဲ့အပိုင်းကိုရောက်လိမ့်မယ်လို့မြင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဒီ self esteem နဲ့ပတ်သက်ပြီးတော့အပိုင်းကတော့စာပိုင်းမှာစိတ်ဝင်စားစရာကောင်းပေမဲ့လို့ပေါ့နော်နောက်ပိုင်းမှာနည်းနည်းလေးနားထောင်ရတာငင်းငွေပွဲဖြစ်လာတဲ့အပိုင်းလေးဖြစ်လာတယ်ဒါပေမဲ့အထက်မှာတေချာနားထောင်ကြည့်မယ်ဆိုလို့ရှိရင်ကိုရီတတိမပြုတ်မိတဲ့အချက်ကလေးပါတယ်ဆိုတော့ဒီဟာလေးတွေကိုတေချာနားထောင်ပြီးတော့ကိုရီရဲ့လက်တွေ့ဘဝမှာဒါမှမဟုတ်လုပ်ငန်းခွင်မှာ relationship ကိစ္စတွေ friendship ကိစ္စတွေဒီ public relationship ပေါ့နော်အဲ့ဒီအပိုင်းတွေမှာယူပြီးတော့သုံးလို့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲပေါ့နော်အားလုံးကောင်းသောနေ့လေးပိုင်ဆိုင်မယ်လို့ယုံကြည်ပါတယ်ကောင်းသောနေ့လေးလည်းပိုင်ဆိုင်ပါစေအခုထိအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ good night ပါကျွန်တော် Otis ပါ